အားလုံးပဲမင်္ဂလာပါဒီနေ့ဘဲဥလေးချက်မယ်ဝက်လက်ကလေးကိုလည်းချက်ပါမယ်ရှင်ဘဲဥလေးတွေကိုပြုတ်ပြီးတော့ချမ်းထားပါတယ်ဘဲဥချမ်းတာလေးတွေကိုအရင်ကြော်လိုက်ပါမယ်အနှစ်ကလေးတွေနည်းနည်းအကျော်တင်းသွားပြီဆိုလို့ရှင်တော့ပြန်ဆယ်ထားပါမယ်ရှင်ထုံးစံအတိုင်းကျက်သွန်အဖြူနီရောင်တင်မှုံလေးထောင်းပြီးတော့စီတက်ပေးပါရရှင်စီတက်တဲ့အထဲမှာပဲအရသာလေးတွေထည့်ပါတယ်ခြုံမှုံလေးတွေစားလေးတွေမစားလေးပါထည့်ပါတယ်ရှင်ငမ်းပြားလေးလည်းထည့်ပေးလိုက်ပါသေးတယ်တခါတည်းဟင်းအနှစ်ကလေးရအောင်ရေလေးပါထည့်ပြီးတော့ချက်ပေးလိုက်ပါတယ်အနှစ်ကလေးပွက်ပွက်ဆူလာပြီဆိုတော့မှကြော်ထားတဲ့ဘဲဥလေးတွေကိုထည့်ပေးပါတယ်ရှင်ဘဲဥကိုချမ်းပြီးချက်တာကြတော့လေအနှစ်ထဲကိုအရသာလေးတွေဝင်တော့ပိုစားကောင်းပါတယ်ရှင်ချမ်းပြီးကြော်လိုက်တော့လေအနှစ်ကလေးတွေကအသားလေးတွေကတင်းပြီးတော့တမျိုးလေးမမထုတ်လေးစားလို့ကောင်းပါတယ်ရှင်မကြော်ဘဲနဲ့ချက်လဲရပါတယ်အလုံးလိုက်လေးမှုန်းပြီးချက်လဲရမ်းစားကောင်းပါတယ်ဘဲဥကိုတော့ဘလို့ချက်ကြိုက်ကြပါတယ်ဘဲဥဟင်းလေးရပါပြီစားကြပါအောင်နောက်တစ်မျိုးဝက်လက်ကလေးတွေချက်ပါမယ်ဝက်လက်ကိုဈေးတွေကဝယ်တွေကခုတ်ထိခိုင်းပါတယ်ရှင်အိမ်ရောက်တဲ့ခါကျတော့တန့်စင်အောင်ဈေးကြောအမွှေးကြံလေးတွေနှုတ်ပြီးတော့စားစနင်းချုံမှုံလေးနေပြီးတော့နှက်ထားပါတယ်ချက်တက်မယ်ဆိုတဲ့အခါကျတော့မှဝက်လက်ကလေးတွေကိုပြုတ်လိုက်ပါတယ်ပြုတ်ပြီးတော့ပထမတရီမှာအမြုပ်တွေထွက်တဲ့အတွက်ကြောင့်ပြုတ်ဖက်တွေကိုဆယ်ပြီးတော့မှနောက်တရီနဲ့ထပ်ပြုတ်ပါတယ်နောက်တရီနဲ့ပြုတ်တဲ့တဲကိုကြက်သွန်အဖြူနီချင်းလေးတွေကိုထောင်းပြီးတော့ထည့်ပေးပါတယ်ပဲငံပြားကြီးအရေးကြီးထည့်ပါတယ်စီလေးထည့်ပါတယ်ရှင်ဝတ်သားနေစီထွက်မှမို့စီကိုနည်းနည်းပဲထည့်ပါတယ်ဝက်လက်ကလေးကိုမြုပ်သီးလေးနဲ့ချက်စားလဲစားကောင်းပါတယ်တငန်းပြားကြီးအနောက်ကလေးထည့်ရင်လည်းအယောင်လေးပို့ပြီးတော့တောက်ပြီးတော့စားကောင်းပါတယ်အခုကတော့ပန်းငံပြားကြီးအရေးကျဲပဲထည့်ပါတယ်အနောက်ကြီးမထည့်ပါဘူးရှင်
ဝက်လက်နူးဖို့အတွက်တော့ရေကို2ခါ3ခါလောက်ထည့်ပေးရပါတယ်ရှင်အဲကြမှာနူးနူးအေးလေးနဲ့ပိုးစားလို့ကောင်းပါတယ်ပထမတရေပြုတ်လိုက်တဲ့အတွက်ကြောင့်ရတာကမရှိတော့လို့နောက်ထပ်ထပ်ပြီးတော့ရတာတွေထည့်ပါတယ်စားလို့ချိုးမှုန့်လို့ထည့်ပါတယ်ရုပ်မဆလာလေးလည်းထည့်ပါတယ်ရှင်ချိုးမှုလေးနဲ့ရင်းစားလို့ကောင်းပါတယ်ကျေးဇူးတင်ပါတယ်ကျမ်းမာကြပါစေချမ်းသာကြပါစေခုဆိုရင်စားလို့ရပါပြီစားကြပါအောင်ရှင်နောက်ထပ်လည်းပြန်တွေ့ပါအောင်မယ်တတာ